Hello အားလုံးပဲမင်္ဂလာပါဒီနေ့ကတော့နေကြပန်းခင်းကြီးထဲကိုကမလေးနှစ်ယောက်အတူသွားကြတဲ့အကြောင်းကိုသင်ဆက်ပေးမှာဖြစ်ပါတယ်ရှင်တငယ်ချင်းရင်နိုးပြီလားအေးနိုးပြီတငယ်ချင်းအေးလာထမယ်ဒီနေ့ငါတို့ဒီဘယ်တော့ရကောင်မလဲဟိုနေကြပန်းခင်းကြီးထဲကိုသွားမယ်လေအေးဟုတ်တာပဲဟုတ်တယ်အင်းရသွားမယ်အေးဟုတ်ပြီငါတို့အရင်ဆုံးရေချိုးရအောင်မယ်အေးဟုတ်တာပဲနော်ရေချိုးရအောင်မယ်လာတော့မယ်တက်လာလာလာရေချိုးမယ်လေပွဲပြီးဆိုတော့ငါရေချိုးမယ်လေအေးဟုတ်တယ်ရေချိုးမယ်လက်ခဲ့ရေချိုးလို့ကောင်းနေပြီနော်ဟုတ်တယ်ရေချိုးလို့ကောင်းနေဒီနေ့ဘာလို့ရေချိုးလို့ကောင်းလဲမသိဘူးနော်ဟုတ်တယ်ဘာလို့ဒီနေ့မှရေချိုးလို့ကောင်းလဲတော့မသိဘူးတငယ်ချိုးပြငါတို့အင်ဂျီတော်လဲရအောင်မယ်အေးဟုတ်တယ်အင်ဂျီတော်လဲမယ်ငါတို့ဗါလေနေကြပန်းကအဝါရဟလာအေးဟုတ်တယ်လေဒါဆိုတော့ငါတို့အဝါရအင်ဂျီလေးဝတ်ရမယ်အေးဟုတ်တာပဲအေးငါတို့တဲ့အင်ဂျီလေးပွားဆိုတော့တွားလို့ရပြီဟုတ်အေးဟုတ်တယ်တွားလို့ရပြီတော့တမယ်โอเคငါတို့လည်းရှက်ဝတ်တော့ကြမှာလည်းရှက်ဝတ်တော့မယ်လေနီနီလေးပဲရအေးဟုတ်တယ်နော်ငါတို့တလီကပွင့်အောင်မယ်အေးဟုတ်တယ်ဒီတလီကပွင့်အောင်အေးဟုတ်တယ်လက်ကတော့မယ်ငါတို့မခဏဆောင်ရအောင်မယ်အေးဟုတ်တယ်နေဟာရဘလို့ဖြစ်နေအေးမသိကွာဒီမျိုးကြီးအဲ့မျိုးဖြစ်နေတော့မကွာငါတို့ရောက်ပြီထင်တယ်ဟုတ်တယ်ငါတို့ရောက်ပြီအေးဟုတ်တယ်လာတော့မယ်အေးโอเคလင်းလျှောက်ဝဲတော့ကြမယ်ဟာလားအေးဟုတ်တယ်လေလင်းလျှောက်ဝဲတော့ကြမယ်အေးဟုတ်ပြီဒီတင်ငယ်ချင်းရောက်တော့မယ်တဲ့အေးဟုတ်တယ်ဟိုမှာရောက်ပြီကွာအေးဟုတ်တာပဲနော်ရောက်ပြီ Welcome to Sunflower Park တဲ့ဟုတ်တယ်ဒီနေရာပဲအေးဟုတ်တယ်ဟိုမှာနေကြပန်းနေအေးဟုတ်တာပဲနော်ငါတို့တွေဝင်ကပေးရမှာမသိအေးဟုတ်တယ်အဲ့ဟာရောငါထင်တော့ပဲငါတို့ဝင်ကပေးရမှာထင်ဟုတ်တယ်ဟုတ်တယ်ဝင်ကပေးရမယ်ဟုတ်ကဲ့အမဗလဲတိကက်နှစ်ခုဟုတ်ကဲ့2000ပါရှင်ဟုတ်ကဲ့ဟုတ်ရောအမဟုတ်ကဲ့ငါတို့ပြတငယ်ချင်းလာတော့မယ်အေးဟုတ်တယ်ဒီမှာစပင်ရှိရငါတို့စပင်ဝယ်ပြီးကောင်းတွားရကောင်းမလားလမ်းလျှောက်တွားရကောင်းစပင်ဝယ်မလို့ကောင်းတာပဲဟယ်လိုအမစပင်တစ်ခုဘယ်လောက်လဲဟမ်စပင်တစ်ခုကို900ဟုတ်ကဲ့ဟုတ်ရောအမဟုတ်ကဲ့တငယ်ချင်းငါတို့ဒီဘယ်စပင်ယူကောင်းမလဲငါကဒီအဝါရလေးယူလိုက်မယ်ကောင်းတော့ပဲနော်နေအပြယူဒီကနေ့ဘာဖြစ်တာလဲဘာမှဖြစ်ဘူးကွာငါကတငယ်ချင်းတမ်းမယ်ဟုတ်ပြီဟဲ့ဦးစပါလေစန်တရာလားတငယ်ချင်းလာခဲ့စန်တရာတွေ့ဟုတ်တယ်စန်တရာငါတို့ဒီနားမှာပဲထိုးလာလိုက်မယ်ဟုတ်တယ်လာခဲ့ဟုတ်ပြီနေဒီမှာခဏဆောင်နေပါလားငါစမ်းကြည့်ကြည့်မယ်ဟုတ်ပြီဟုတ်ကဲ့ကျမရဲ့အတန်စမ်းကြည့်တဲ့အတန်ဆိုးလေးကိုနားထောင်ပေးကြပါဦးရှင်တကယ်ချင်းငါစမ်းကြည့်လို့ပြကွာဟုတ်တယ်ငါတို့တေဘယ်တော့ဒီပန်းချင်နေမှာငါတို့တေတက်ဖို့ရိုက်မလားကောင်းတာပဲတက်ဖို့ရိုက်မယ်လေဟုတ်တယ်ငါအဝါဆေးလိုက်မယ်နဲ့အပြာအောင်စီပြီးရောလက်ကဲ့တငယ်ချင်း
တငယ်ချင်းဘာဖြစ်တာလဲဟမ်တငယ်ချင်းတောင်းမယ်အေးဟုတ်ပြီတော်ဒီလိုပေါ်ဒီညမှာအသွေးတွေပေးမချင်းအသွေးတွေချင်းပေးချင်းငါတို့ဟိုတာဖြစ်ပြီအေးဟုတ်တယ်နော်ငါတို့စိတ်ညစ်တယ်အသွေးတွေငါတို့ဒီတက်ပုံရိုက်မယ်လေအေးဟုတ်တယ်တက်ပုံရိုက်မယ်ငါတို့ပင်နာမှာရိုက်မလားဒီနာခုနကဒီနာလေးမှာရိုက်မယ်လေအေးပြီးရောဒီနာမှာထိုးလာလိုက်မယ်တကယ်ချင်းလားငါတက်ပုံရိုက်ပြီနော်အေးဟုတ်ပြီ 1 2 3 go နောက်တစ်ပုံလာတဲ့တကယ်ချင်း1 2 3 go ကျင်ငါရိုက်ပြီအောင်လေအေးဟုတ်ပြီဒီမှာလာနေလိုက်အေးဒီတကယ်ချင်း share ပဲ1 2 3 go နောက်တစ်ပုံ1 2 3 go တကယ်ချင်းငါတို့ပြန်တော့မယ်လေအေးဟုတ်တယ်ငါတို့ပြန်တော့မယ်နော်ဟုတ်တယ်ငါအပြားရောမပြန်စင်းနဲ့အေးဟုတ်ပြီတကယ်ချင်းလာခဲ့ငါဘာလို့တပတ်ပြန်ပတ်မသိလေလာခဲ့ဟဲ့ငါတို့ဒီစပင်တော့ထားရမယ်အေးဟုတ်တယ်နော်စပင်တော့ထားရမယ်တကယ်ချင်းလာခဲ့စပင်တော့ထားမယ်အေးဟုတ်ပြီမိုင်ကျေးဇူးအများကြီးတင်ပါနဲ့နော်အေးဟုတ်ကဲ့ရပါတယ်အေးတကယ်ချင်းငါတို့တော့အိပ်ပြမယ်လေအေးဟုတ်တယ်အိပ်ပြမယ်လာခဲ့ဒီနေ့ကတော့ဒီအပိုင်းလေးမှာပဲပြီးဆုံးတော့ပြီဖြစ်ပါလေဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးဆိုရင် like and subscribe လေးနဲ့နှိပ်ခဲ့ဖို့မမေ့ပါနဲ့အားလုံးပဲ bye bye